Hello guys အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Bluff မြန်မာ channel နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ bro တို့အတွက် fish မှာဟတ်ချင်နေတဲ့လူတွေကိုစကွယ်လေးတခုမိတ်ဆက်ပေးချင်ပါတယ်စကွယ်ရဲ့နာမည်ကတော့ Dan Hub လို့ခေါ်ပြီးတော့အခုလောလောဆယ်မှာဆိုရင်တော့ဒီစကွယ်ကတော်ဝမ်းနေရာမှာရှိပါတယ်တရားရကတော့စိတ်ချရပြီးတော့ anti ကြီးကိုပါဘိုင်းဖက်လောက်ထားတဲ့အတွက်ကြောင့်မို့လို့ဘန်းခံရတယ်ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးဒီစကွယ်ထဲမှာဆိုရင် bro က market တွေဒါမှမဟုတ်ဥပမာ black market ကိုတွားစရာမလိုဘဲနဲ့တန်းကြည့်လိုက်လို့ရတယ်အခုဆိုရင် bro ညင်းတဲ့အတိုင်းပဲကျွန်တော်ရောက်နေတဲ့နေရာမှာ black market ကိုတန်းကြည့်လိုက်ကဝယ်လို့လည်းရတယ်ဒါအပြင် black market မှာလည်းမဟုတ်ဘူး daily show ကိုလည်းဝင်ကြည့်လို့ရပါတယ် raw တွေ bait တွေ item တွေ totem တွေကိုလည်းကိုရှိနေတဲ့နေရာမှာတန်းဝယ်လို့ရပါတယ် fishing အပိုင်းမှာဆိုရင်လည်း auto shake auto cast auto reel first reel လဲထားပြီးတာပါတယ်ဒါအပြင်ငါးများအနေမှာပုံမှုမြန်ဆန်စေဖို့အတွက် instant ball ပါထည့်ပေးထားပါတယ်ကိုသွားခြင်းတဲ့ island ကိုလည်းတစ်ချက်နဲ့နှိပ်လိုက်အောင်လည်းတန်းလို့ရပါတယ် bro တို့ရဲ့ game play ဘန်းကိုလည်းပုံမှုပြီးတော့ smooth စေရန်အတွက် remove raw တွေနဲ့ထားပေးရပါတယ် FPS ကောင်းကောင်းရဖို့အတွက်လည်း FPS ဘူးလည်းထားပေးရပါတယ် infinite oxygen နဲ့ပါတယ်ဒါအပြင်ကျွဲမီရဟမ်းမယ်ဆိုရင်တော့မှကိုယ့်ရဲ့ခန္ဓာကိုယ်လေးနေနေကိုတထက်လို့မရအောင်လို့ခြေရာဖြောက်ပြီးသားတဲ့ဟာတွေပါပါတယ်မကလတော့အကောင့်တွေကိုလည်းကိုယ်တိုင်ဘုံနဲ့သွားစရာမလိုပဲကလုံးနဲ့တစ်ချက်နှိမ့်လိုက်အောင်လည်းတန်းအောင်သွားလို့ရပါတယ်ဒါအပြင်ဒီ squid ထဲမှာကျွန်တော်မပြောပြရသေးတဲ့အရာတွေအများကြီးနဲ့ကြံနေပါတယ် squid က premium version နဲ့မဟုတ်ဘဲနဲ့ premium version မှာရှိပါတယ် premium version မှာဆိုရင်တော့အညိုးအစားပုံမစုံလင်ပြီးရောအခွင့်အလမ်းပုံမရရှိနိုင်ပါတယ် premium version မှာတည်တည် premium version မှာတည်တည်ဒီ squid ကမိုက်ကိုမိုက်ပါတယ် developer လေးကလည်းသူ့ရဲ့ squid ကိုတောက်လျှောက် update တင်တဲ့အတွက်ကြောင့်မလို့ bad error တွေပါညာရှိခဲ့တယ်ဆိုရင်လည်းသူတို့တွေကိုတွားပြောလို့ရပါတယ်စပီးကတော့လောလောဆယ်မှာစိတ်မချသေးတဲ့အတွက်ကြောင့်မလို့တိတ်ပြီးတော့မသုံးသင့်ပါဘူးစကွေးယူနီကတော့ရိုးရှင်းမှအရင်ဆုံး Discord ထဲကိုဝင်ပြီးလို့ရှိရင်သူက Discord server ထဲကိုဝင်ကျွန်တော် Discord ရှိမှအသိချပေးရပါတယ်ပြီးလို့ရှိရင် welcome နဲ့စပြီးတော့အောက်ကိုထပ်ဆွဲချအဲ့မှာ bro free squid လို့တွေ့ပြီဆိုရင်တော့ရက်လိုက်ပြီးလို့ရှိရင်အောက်နှိပ်လိုက်အဲ့ချိန်ကျရင် bro ဒီလို squid တွေတွေ့ရမှာဖြစ်ပြီးတော့ပေးရတဲ့ squid ကိုနှိပ်လိုက်ပါဘယ် squid ကိုနှိပ်တင်တယ်ဆိုရင်တော့ဒီမှာ mobile call ပြီးလို့ရေးထားတဲ့နေရာကိုနှိပ်တင်တယ်bro အဲ့နေအောင်နှိမ့်နိုင်မှာဆိုတော့ squid ကိုရရှိသွားကြပါတယ်ပြီးလို့ရှိရင် data တွေကိုဝင်ပြီးတော့အမှ squid ကောက်တဲ့အောင်နဲ့ squid ကို run လို့ရပါတယ်ဒါပေမဲ့ keyless ဖြစ်တဲ့အတွက်ကြောင့်မို့လို့ key ကတော့ယူရမှာဒီပါတယ်ကျွန်တော် key ကိုနေကိုနောက် video မှာတင်ပေးပါမယ်ဆိုတော့ video လေးကိုဆုံးဖြတ်ယူပေးကြရတော့အားလုံးကျေးဇူးများတင်ပါတယ်နောက် video မှာပြန်တွေ့ကြမယ် bye bye နေအောင် bro squid တွေလိုချင်ကြရမှာလားအကယ်၍ bro က squid တွေကို premium version နဲ့သုံးချင်တဲ့လူဆိုရင်ဒီ channel လေးနဲ့မိတ်ဆက်ပေးပါရစေဒီ channel မှာ bro က premium version နဲ့ squid တွေကိုစိတ်ချယုံကြည်စွာဝယ်ယူရရှိနိုင်ပါတယ် banana hut တို့လို squid တွေကိုဈေးသက်သာတည်းရောင်းချပေးနေပြီးတော့ဒီဝေးတွေနဲ့ပေးနေတဲ့အတွက်ကြောင့်မလို့လက်မလွတ်တဲ့အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ် Roblox လေးကနာမည်ကြီးဂိမ်းတွေကြီးကြတယ် Blufful Stay Brain Diana in the Forest စတဲ့ဂိမ်းတွေရဲ့ squid တွေကို premium version နဲ့ရောင်းချပေးနေပါတယ်ဒါအပြင် squid တွေကိုလည်း free တင်ပေးတာပါသေးရဲ့သုံးမရတာကျန်တာတခုရှိခဲ့ရင်လည်းကျန်နေကြည့်ရှင်းပေးနေတဲ့အတွက်ကြောင့်မို့လို့လုံးဝစိတ်ချယုံကြည်စွာဝယ်လို့ရပါတယ်ဝင်ရောက်အားပေးခြင်းတဲ့သူတွေအတွက်ကျွန်တော် discussion မှာ link ချပေးထားပါတယ်